အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတကွလီလာသွားမယ့်အကြောင်းအရာလေးကတော့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းသလိုရင်းနှီးစရာလည်းကောင်းလာပါတယ်ကမ္ဘာအမွေအနှစ်စည်ရင်းဝင်ရှေးဟောင်းပြူမြို့တော်ကြီးဖြစ်တဲ့ပေတနုအကြောင်းနဲ့အဲ့ဒီခက်ကတန်တာရီလာပန်ထွားပြေမကြီးရဲ့တမိုင်းကြောင်းတွေကိုအသေးစိတ်တင်ပြပေးသွားမှာပါပန်ထွားပြေမရဲ့ဇာမိတ်ကိုပြန်ကြည့်မယ်ဆိုရင်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်တွင်မျိုးရိုးကမဟာတံပဝနဲ့ဆူလာတံပဝဆိုတဲ့မြန်မာမင်းမြင်တာနှစ်ပါးကိုမစ္စည်းအလင်းရရှင်ကူတာပေးခဲ့တဲ့ချန်နမှုခီဘီလူမကနေဆင်းသက်လာတာပါတောင်တွင်းကြီးမြို့အနောက်ဘက်ကတောက်ရိုက်မှာမင်းသမီးလေးဖြေမွေးခွာလာရတာပေါ့နောက်ပိုင်းမှာတော့အတိတ်ဖွားကမောင်နှမတော်ဆက်ခဲ့ဘူးတဲ့ဗိတ်တနိုနမင်းကြီးကကူညီဆောင်မတဲ့အတွက်အနီးနားကမြို့ရာတွေကိုစူးစီးပြီးအင်္ဂါကြီးတဲ့ဗိတ်တနိုဘီကြီးကိုစတင်တီထောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီနေရာမှာတကယ့်ကိုအမခန့်ဖြစ်စေခေါင်းတာတခုကဘီမရဲ့အစင်တန်းမှာပဲစဉ်းစားကြည့်ပါအဲ့ဒီခေတ်ခါကအင်အားကြီးမားတဲ့အတိုင်းပြည်တစ်ခုလုံးကိုဘယ်မျိုးသားရဲ့အကူအညီဘယ်မင်းသားရဲ့အကူအညီမှမကွာဘဲနဲ့လွတ်လွတ်လပ်လပ်တကွာတဲ့အုပ်ချုပ်ခဲ့တာပါအိမ်တောင်မဖြစ်ဘဲနေခဲ့တဲ့လပကျက်တရီရှိလာတဲ့အမျိုးသမီးခေါင်းဆောင်တူပေါ့ရွာငယ်လေးတွေကိုစုစည်းပြီးခိုင်မာတောင့်တင်းတဲ့အင်အားစုကြီးတစ်ခုဖျောက်တိဆောင်နိုင်ခဲ့တာကသူမရဲ့ဉာဏ်ပညာနဲ့စွမ်းဆောင်ရည်ဘလောက်ကြီးမားတယ်လဲဆိုတော့ကိုသက်သေပြနေတာပါဗိတနိုပီကြီးဘာကြောင့်အဲ့ဒီလောက်အင်အားချီခဲ့တယ်ဆိုတော့သူ့မှာတကယ့်ကိုပြည့်ပြည့်စုံတဲ့ consistent တဲ့ဤတစ်ခုရှိတော့ပါပဲဂျန်တူရီလန်ရောက်ထိုက်ခိုက်ပြီးဆိုတော့ねပေမကြီးကမော်ဝင်စီတော်ကြီးကိုတုံးဆိုပြီးထိခတ်လိုက်ပါတယ်အဲ့ဒီလိုထိခတ်လိုက်တာနဲ့တပြိုင်နက်တည်းအချက်ပေးတန်ညာပြီးရံပေချောင်းကရေတကားဆောင်တွေကတကားတွေကိုအကုန်ဖွင့်ချလိုက်ပါတယ်အဲ့ဒီအားရံပေချောင်းမှာရေတွေရုတ်တရက်ချိလာပြီးရန်သူတွေရှေ့ဆက်တိုးလို့မရတော့ပဲအလိုလိုဆုတ်ခွာတော့ကြရပါတယ်တဘာဝရေဘေးကိုအတုံးချထားတဲ့တကယ် masterpiece ကာကွယ်ရဲ့နေရာတစ်ခုလို့ပြောရမှာပါဒီလောက်လုံခြုံတဲ့ consistency ရှိနေတော့ဘယ်ရန်သူမှဗိတ်တနိုးကိုဖျက်မကျော်နိုင်ခဲ့ဘူးပေါ့အားလုံးကြားဖို့ကြမယ်အင်အားအလွန်ကြီးမားပါလေဆိုတဲ့တရေခေတ်တရားဖြစ်ရှင်ဒိုတာပေါင်မင်းကြီးတော်မှာစစ်တပ်တွေလွတ်ပြီးထိုက်ခိုက်တာကိုလုံးဝမအောင်မြင်ခဲ့ပါဘူးနောက်ဆုံးပန်ထွားပြေမကိုလက်ဆက်ဖို့ကန်လန်တာကိုတောင်ဘယေမကပြက်ပြက်သားသားပဲညင်းပယ်ပြီးခဲပါတယ်ဇလန်ကဒီညမှာစပြီးအချိုးကွဲတစ်ခုကိုရောက်လာပါပြီပန်ထွားပြေမကဘာသာတရားအရန်ကိုင်းဆိုင်ပြီးသူတော်စင်ဆိုရင်အလွယ်တကူယုံကြည်တတ်တဲ့စိတ်ထားမျိုးရှိတယ်တစ်ဖက်မှာတော့ဒေါက်တာပေါင်မဲလွတ်လိုက်တဲ့ရသေးရောင်ဆောင်သူမျိုးကတကယ်ကိုညံနေနဲ့များပြီးတိုင်းပြည်ကိုအပြင်းကတိုင်မရရင်အတွင်းကနေလိုက်စားဖြက်စီးဖို့စ조사တဲ့သူဖြစ်နေတယ်ဘယေမရဲ့အမဒန်ဖြူစင်နဲ့ယုံကြည်မှုလေးဟာတူမရဲ့တိုင်းပြည်အတွက်တော့အကြီးမားဆုံးတော့အားနည်းချက်ကြီးဖြစ်သွားခဲ့ရပါတယ်အစိုးရဆောင်အမားကတော့ဒီလင်းလဲမှုကိုယုံကြည်လိုက်မိတာပါပဲရတဲ့ရောင်ဆောင်ထားတဲ့ဒူလျိုကဖေမကိုဘလို့လဲစားလဲဆိုရင်တိုင်းပြည်ရဲ့အသက်သွေးကြောင်ဖြစ်တဲ့ဒီစီတော်ကြီးကိုအစင်မြင့်တင်ပေးမယ်နတ်တေဝါတွေကိုယ်တိုင်လာရောက်ကူညီတိုက်ခိုက်ပေးနေအောင်စီရင်ပေးမယ်ဆိုပြီးပြောခဲ့တာပါဖေမကြီးကလည်းရတဲ့ဆိုတော့အပေဝါယုံကြည်သွားပြီးတိုင်းပြည်ရဲ့တခုတည်းသောအသက်တပြအရေးကြီးတဲ့လက်နက်ကြီးကိုအလိုက်မိပါတော့တယ်ရလက်ကတော့တကလေးကိုရင်းနာစေရပါပဲဗျာစီတော်ကြီးကိုအလိုက်တာနဲ့သူ့လျိုရတဲ့ကစီတော်ကြီးကိုဖြစ်စည်းပြီးချက်ချင်းထွက်ပြေးတော့ပါတော့တယ်အဲ့ဒီအချိန်မှာပဲအတင်းဆောင်နေတဲ့ဒွတ်တော်ပေါင်မင်းရဲ့စစ်တပ်တွေအလုံးရင်းနဲ့ဝင်လာတော့တာပါပဲကာကွယ်ရေးလုံးဝမရှိတော့တဲ့ဗိတနိုးပီကြီးဟာချက်ချင်းဆိုလို့ကြာဆုံးသွားခဲ့ရပြီဖေမာကြီးလေးဖမ်းဆီးခံရကဒွတ်တော်ပေါင်မင်းနဲ့အတဲသမားလက်ဆက်ချင်းခံလိုက်ရပါတယ်ဇလတ်ဆက်ရည်အရင်ဆုံးဒွတ်တော်ပေါင်မင်းတလောက်တောင်အင်အားကြီးမားလဲဆိုတာကျွန်တော်တို့ညောင်ကြည့်ကြည့်အောင်သူကတာမန်ဖေးမဟုတ်ဘူးနော်တီဂျာမင်းကိုလာပေးထားတဲ့လက်စင်ကြနာစင်ကြီးတွေကိုပိုင်ဆိုင်ထားသူပါနိုင်ငံတော်အရရက်ကနေအခွန်တော်ဒီလာဆက်ရယုံတယ်မကောက်ဘူးငကားပြေကငကားတွေတောင်မှလာပြီးခစားရတဲ့အထိဖုံးကန်အရန်အကြီးမားရဲ့ဘရင်ပါဒီနောက်ပါဝါချီရဲ့ဘရင်တပါးကိုဘေးမကဘလို့များပြန်ပြီးလက်စားချင်မလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါမတ်မီတယ်မလားဘရင်မကိုအတင်းတမလက်ထယူခဲ့တာလေဘရင်မဟာအပြင်ဘက်မှာတော့မိဖုရားတပါးအနေနဲ့နန်းတော်မှာနေထိုင်နေရပေမဲ့ယင်းထဲမှာတော့ဓာတ်တပေါမင်းအဘော်ကိုဘယ်တော့မှခွင့်မလွှတ်နိုင်ခဲ့ပါဘူးသူ့ရဲ့တိုင်းပြည်သူ့ရဲ့လွတ်လပ်ခွင့်တွေကိုဖျက်ဆီးပစ်ခဲ့တဲ့အတွက်စိတ်ထဲမှာနည်းနည်းဆိုင်ဆိုင်ကိန်းအောင်နေတဲ့အညိုတဲတွေကအချင်းကောင်းကိုအမြဲတမ်းစောင့်ဆိုင်နေခဲ့တာပါနောက်ဆုံးမှာတော့ပြန်မစောင့်နေတဲ့အခွင့်အရေးရလာပါတော့တယ်ပြန်မကချိန်စာတိုက်ထားတဲ့မင်းလာတို့ပွားကိုမထိမသားလေးဆက်တက်လိုက်ပါတယ်မင်းကြီးကလည်းဘာမှမတင်ခါမရှင်းပဲအဲ့ဒီပို့ဝါနဲ့မင်းလာကိုတုတ်လိုက်တဲ့ခိုက်တယ်မှာမယ်မင်းကြီးရဲ့နဖူးကအစွမ်းချလာတဲ့မွေးရှင်ကချက်ချင်းပဲကွက်ပြောက်သွားခဲ့ပါတယ်မွေးရှင်ကွက်သွားတာနဲ့တပြိုင်နက်တည်းမင်းကြီးရဲ့ဘုံနာကိုလည်းအကုန်လုံးလဲရေစုံမျောသလိုပျောက်ကွယ်သွားပါတော့တယ်ဖုံးတန်ကိုတွေအားလုံးကျဆင်းသွားတဲ့မင်းကြီးရဲ့အဆုံးတက်ကတော့ရှင်းပါတယ်အခွန်တော်ကောင်းခံဖို့ဖောင်တော်နဲ့ထွက်လာတဲ့အခါမှာဘူဒီမစ်ဝါအလောနီဂရီအငူဆုံးအရောက်မှာပဲဖောင်တော်ကြီးနစ်မြုပ်ကြီးအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ဒါဟာဘေးမရဲ့နစ်ရှည်လက်များဖုံးကွယ်ထားခဲ့တဲ့အမျက်ဒေါသနဲ့အညို့အသေးတွေကတန်ခိုးအကြီးဆုံးဘရင်တစ်ပါးကိုအဆုံးသတ်ပေးလိုက်တာပါပဲ။ယနေ့ခေတ်ဘေတနိုးမျိုးဟောင်းနေမြေတဲ့ကိုတွားကြည့်မယ်ဆိုရင်တကယ်ကိုထူးဆန်းတဲ့တဘာဝဖြစ်စဉ်တွေကိုမျက်မြင်ကိုယ်တွေ့မြင်တွေ့နေပါသေးတယ်။နှစ်ပေါင်းထောင်ချီတက်တန်းရှိနေပြီဖြစ်တဲ့ဘေးပင်တရားထူးထူးဆန်းဆန်းလူရက်ထပ်ပိုးပြီးမကြီးထွားလာရဘူးဗျ။ပြီးတော့အတီးဟဲလုံးဝမတီးကြပါဘူး။ဒါအပြင်ဘဲကနေဘလို့ရောက်လာမှမသိတဲ့လျှို့ဝှက်စမ်းကြတဲ့အင်ဂျင်ပန်းတွေဟာဥယျာဉ်ထဲမှာအလိုလျောက်ပေါက်ရောက်နေတတ်ပြီး
ဘယင်မှာတီထောက်ကိုွယ်ခဲ့တဲ့ရွှေရောင်တော်စီဒီရင်ပင်တဝိုက်မှာလည်းဒီအင်ဂျင်မန်တွေအမြဲလိုပြန့်ကျင်းနေတာကိုတွေ့ရတတ်ပါတယ်ဒီလိုအသိမသိတဲ့ပြီးပင်တွေပတ်သက်ပြီးဒေတာခန်တီကြားမှာအခိုင်အမာယုံကြည်ထားတဲ့ဒန်တာတွေတစ်ခုရှိပါတယ်အဲ့ဒါကတော့ပန်ထွာပေမှာကြီးတာအသက်မခံရခင်မှာငါလာမကြီးငါလာမသိလို့ချင်းဆိုဆူတောင်းခဲ့လေလို့ဆိုပါတယ်ဒါကြောင့်ဘေးမှာကြီးလူပြောင်ဖြစ်မချင်းဒီပေပင်တွေဟာအသိမသိနိုင်ပဲဒီအရွယ်ဆက်လူရလောက်မှပဲရတတ်နေတာလို့ဒေတာခန်တီကအပြည့်အဝယုံကြည်ထားကြပါတယ်ဒီလိုကြီးမားတဲ့တမိုင်းကြောင်းတွေဒနာရီတွေကြောက်ပဲယနေ့တိုင်အောင်အဲ့ဒီဒေတာမှာအယံကိုတင်းကျပ်တဲ့ယုံကြည်မှုဆံရစီးမင်းတွေရှိနေစေဖြစ်ပါတယ်မျိုးဟောင်းနယ်မြေတွေမှာဆိုရင်အသားစာချင်းကိုရှောင်ကျင်ကြသလိုကြမ်းတမ်းတဲ့စကားတွေစိတ်တိုင်းတော်ရာတွေမလုပ်ကြပါဘူးနောက်ပြီးဂုံတိုက်စကားအတင်းအဖြစ်ပြောခြင်းတွေကိုလုံးဝမလုပ်ကြဘူးဒေတာခန်တွေကလေးလေးစားစားနဲ့တင်းတင်းကြပ်ကြပ်လိုင်းနာဆောင်ထင်းကြပါတယ်ကဲရေချောင်းရတဲ့အားလုံးကိုခြုံငုံပြီးလဲလာကြည့်လိုက်တဲ့အခါကျွန်တော်တို့အတွက်စဉ်းစားစရာမေးခွန်းတစ်ခုကြံရစ်ထည့်ပါတယ်ရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်ပေမဲ့ဘိတ်တနိုးမျိုးဟောင်းရဲ့အတိမတိနိုင်တဲ့ပေးပင်းတွေနဲ့ရွှို့ဝဲစမ်းကြတဲ့အင်ဂျင်ပိုင်းတွေကြားမှာပန်ထွာပရိမားရဲ့မကျေနပ်နိုင်သေးတဲ့ဝိညာဉ်ဟာယနေ့တိုင်အောင်လွှတ်မိုးကျဆနေဆက်များလားဆိုတာပါပဲဒီတမိုင်းကြောင်းတွေကကျွန်တော်တို့ကိုရှေးဟောင်းတမိုင်းတွေနဲ့တန်တာရီတွေအကြောင်းပုံမရှာဖွေလဲလာခြင်းစိတ်တွေဖြစ်ပေါ်လာစေမှာအသေးချပါပဲအခုလိုချိန်ပေးပြီးအတူတကွလဲလာပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်